အားလုံးပဲမင်္ဂလာပါခင်ဗျာ Happy TV Channel ကနေနေ့တိုင်းစွာနှုတ်ဆက်သလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မတ်လ17ရက်နေ့ကျွန်တော်တို့ Happy TV Channel ကနေတင်ဆက်ပေးမယ်မွေးနေ့စီတောင်းအစီအစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ရတော့89နှစ်ပန်းနေကြလန်နေမြေငါဖျားဖြူရက်ကွက်တောင်ကြီးမြို့မှာနေထိုင်တဲ့မဆုတင်ကျော်ပဲဖြစ်ပါတယ်ခင်ဗျာ Happy birthday ဒီနေ့မတ်လ17ရက်နေ့မှာရောက်ရှိလာတဲ့မဆုတင်ကျော်ရဲ့19နှစ်ပြည့်မွေးနေ့ရဲ့မျက်လေးကိုတော့ခေတ္တလာအိုနိုင်ငံမှာရောက်ရှိနေတဲ့ချီရတဲ့မမေကနေမွေးနေ့ဆုမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမဆုတင်ကျော်ရဲ့19နှစ်ပြည့်မွေးနေ့ရဲ့မျက်လေးကိုချီရတဲ့မမေဆုတောင်းပေးထားတဲ့မွေးနေ့ဆုတောင်းလေးတွေရတော့ပြပတိပါမေသမီးအကြီးဆုံးလေးရေမွေးနေ့မှာစပြီးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတို့နဲ့ပြည့်စုံနိုင်ပါစေပညာတတ်ကြီးဖြစ်ပါစေမိဘအပေါ်တည်တဲ့လိမ္မာတဲ့သမီးလိမ္မာလေးဖြစ်ပါစေသမီးလေးရဲ့ညီမချက်ပန်းတိုင်းကိုအခက်အခဲမရှိရှောင်လန်းနိုင်ပါစေဘဝတစ်လျှောက်လုံးအခက်အခဲဟုသမျှမတွေ့ရပဲအောင်မြင်မှုတွေကိုပိုင်ဆိုင်နိုင်ပါစေမိမိစကားနားထောင်ပြီးညီမလေးတွေပေါ်ညတာတည်တတ်တဲ့အမကြီးလေးဖြစ်ပါစေသူပင်တော့ကကင်းဝေးပြီးအေဂျင့်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ပါစေမိသမီးကိုမေးရန်ချစ်ပါရဆိုပြီးတော့မဆုတင်ကျော်ရဲ့19နှစ်ပြည့်မွေးနေ့ရဲ့မျက်လေးကိုချစ်ရတဲ့မမေကနေမွေးနေ့ဆုမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမဆုတင်ကျော်ရေ Happy TV Channel ကနေလည်းဒီနေ့မတ်လ17ရက်နေ့မှာရောက်ရှိလာတဲ့မဆုတင်ကျော်ရဲ့မွေးနေ့ရဲ့မျက်လေးကိုထက်ဆင့်မွေးနေ့ဆုမကောင်းလေးတောင်းဆိုပေးကြပါတယ် Happy ပါခင်ဗျာမွေးနေ့ကနေစပြီးတော့ချစ်ရတဲ့မိသားစုနဲ့အတူတောင်းနေပေါင်း100တိုင်းပျော်ရွှင်သွားနေထိုင်နိုင်ပါစေနေ့ရက်တိုင်းကိုအေးချမ်းစွာဖြစ်တန်းနိုင်ပါစေမိဘကိုကျေးဇူးပြုနိုင်ပြီးတော့ဝါသနာပါရလုပ်ငန်းများမှာထွတ်ထမြတ်သူတရားဖြစ်ပါစေချစ်သူခင်သူပေါ်များပါစေကကြည်သုံးပါရန်သူမျိုးငါးပါးဘေးကနေလည်းကင်းဝေးနိုင်ပါစေတက်ရှိကြမှာပျော်ရွှင်ပြီးတော့ကောင်းသောလူရင်းဆန္ဒမှန်သမျှပြည့်ဝပါစေလို့ဒီနေ့မတ်လ17ရက်နေ့မှာရောက်ရှိလာတဲ့မဆုတင်ကျော်ရဲ့မွေးနေ့ရဲ့မျက်လေးကို Happy TV Channel ကနေလည်းတက်စစ်မွေးနေ့ဆုမကောင်းလေးတောင်းဆိုပေးလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါစေလို့ Happy TV Channel ကနေဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ Happy birthday